အပိုင်းခွန်ကျင်နာလက်ဆောင်အေးငါလည်းကြားတော့ကြားပါတယ်ဒါပေမဲ့မသေးကြသေးဘူးထင်တယ်ကွသေးကြတယ်စောကြီးသေးကြတယ်အခြားလူတယောက်ပြောတာဆိုရင်ငါယုံချင်မှယုံမှာအခုဟာကငါအမကိုယ်တိုင်ပြောတဲ့သတင်းကွငါမယုံလို့မရတော့ဘူးအေးအဲ့ဒါတော့ဟုတ်တယ်မင်းအမကသတင်းတော့သေးလို့ဝင်စားလားမသိဘူးသူပြောပြီးဆိုရင်အဲ့ဒီသတင်းကအတိအကျပဲဟုတ်တယ်စောကြီးဟုတ်တယ်မင်းဖြစ်ကဥစ္စာဆောင်မလေးညာစိမ့်စထုတ်တဲ့ရလို့ဖြစ်နေပြီပဲညာသိမ်းရှိတဲ့နေရာကိုတိုက်စစ်ရာကလေးပေါ်ခေါ်တင်သွားမိတဲ့ကိုဖုံးကျွယ်လို့လေမင်းကြတော့လေမဟုတ်ဘူးအဲ့ဒီလူကိုဂျစ်ကားနဲ့တရားစီအရောက်ပို့ပေးခဲ့တာပေါ့လေဟာနောက်နေပြန်ပြီကွာအခုငါဘာလုပ်ရမလဲဟင်ငါတော့ခေါင်းနေပူထုနေပြီဘာမှစဉ်းစားလို့မရဘူးစောကြီးရာအကြံဉာဏ်လေးပေးစမ်းပါဦးအဲ့လေအကျိုးမရုပ်စေရပါဘူးငါမင်းမဲ့မိကွန်းတွေကိုမင်းမှန်ကန်ကန်ဖြေဖို့လိုလိမ့်မယ်ဘိုက်ကလေးမိကွန်းတွေအေးလေအဲ့ဒါမှမင်းပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာအကောင်းဆုံးအကြံဉာဏ်ပေးနိုင်ပါလေဒါဆိုမေးကွာမေးဒါဆိုပထမဆုံးငါသိကျင်တာကတထားကိုမင်းဟိုဟာဖွင့်ပြောပြီးပြီလားနင်းကိုငါချစ်တယ်ငါကိုနင်းချစ်နိုင်မလားဟင်းထားပါတော့နဲ့မပြောရသေးပြီမဲ့ဟိုကွာတွေ့သဘောလေးတွေ့ဝိုက်ပြီးစောင်းပရိတ်ချီလေးတော့ပြောမိပါပေါ့ဟုတ်တယ်ဟုတ်ဥပရဲ့ပန်းကလေးတွေကလှလိုက်တာနော်ဒါပေမဲ့တထားကိုတော့ဘယ်မီမလဲကွယ်ဟုတ်ပါတယ်အဲ့ဒီလောက်တော့မင်းပြောမိပါပါဟုတ်တယ်မလားဘာဟုတ်လားကဲကွာထားတော့အေးလေဘာပဲဖြစ်ဖြစ်ချစ်ချင်းအစမျက်စိကဆိုတော့မျက်စိနဲ့တော့ချေးရရောင်လေးတော့ပြမိမှာပေါ့ဟုတ်တယ်ဟုတ်ဘာဒါတော့အဲ့ဒါဆိုလဲငါအကြံဉာဏ်ပေးရမယ်ဆိုရင်ကိုဟာကိုအဲ့လေကိုကောင်းကိုငွေချပင်းနဲ့သာထုပြီးတေးလိုက်တော့တေးလိုက်တော့ဟာကိုတိုင်းကနည်းနည်းလေးမညစ်ချင်ပဲဝမ်းဆွဲတဲ့ကြီးပဲအားကိုနေလို့ကတော့မွေးမလားဟဲ့စားပြည့်တလုံးမှမကြက်ပဲစောင်းမွဲအောင်ကျင်တယ်အောင်ပါလိမ့်မယ်အာကြီးတော်ပြီကွာဆရာနာမည်ပြက်တယ်ပြန်မယ်နေပါအောင်ကွာအဲ့ဒါကြောင့်လဲမင်းကိုအားကိုရတာပါစဉ်းစားပါအောင်တငယ်ချင်းရဲ့နော်စာလို့တလုံးမှမကြက်ချင်ပဲအောင်ကျင်တယ်ဆိုတော့ခိုးတာချပြီတော့ခိုးတာပြေးပြီတော့အဲ့ဒါကအကောင်းဆုံးအကြံဉာဏ်ပဲခိုးပြေးရမယ်ဒါတော့မဖြစ်ဘူးငါမလုပ်နိုင်ဘူးငါလိုချင်တာကသူ့ရဲ့တုတ်ပြန်လာမဲ့မေတ္တာနှလုံးသားရဲ့ကိုပါခန္ဓာကိုယ်မဟုတ်ဘူးစောကြီးရဲ့ငါဟိတ်ကောင်ဘိုက်ကလေးမင်းငါကိုခေါ်ပြီးရန်စနေတာလားကွာဘာဖြစ်လို့လဲစောကြီးရဘာဖြစ်ရမလဲနင်းလို့ရှင်တာဘာရှိလဲလို့ငါမေးတယ်လေနင်းလောက်ခဲ့တာဘာမှမရှိဘူးလေအဲ့ဒီတော့နင်းလောက်တင်တာခိုးပြေးဖို့ပဲရှိတာပေါ့အဲ့ကြတော့လည်းမဟုတ်ဘူးဆိုတော့ငါကိုခေါ်ပြီးရန်စနေတာလားကွာအဲ့ဒီလိုမဟုတ်ဘူးဟိုဒေါငွေပုံခမ ्या ကိုမင်းနေတယ်ဗျသွားလိုက်အောင်ဒါဆိုတထားတော့ပြန်ရောက်ပြီပေါ့ဘိုက်ကလေးစောကြီးကိုနှုတ်မဆက်နိုင်ပဲတကြိုးတည်းပြေးတော့ဤဟိတ်ကောင်အကြံဉာဏ်ပေးကလက်ဖေးဖို့ပေးမယ်ဆိုပေးခဲ့လေကွရထိတ်ကနေပြေးခဲ့သည်မို့မောလာပါသည်တို့ပင်မဲ့ဘိုက်ကလေးမမောနိုင်တထားမျက်နှာလေးတွေ့ကျင်လာသည်မဟုတ်ပါလောအိမ်ဝါရောက်တော့ကိုရှိန်သက်ချွေတုံးအမောဖြေရကြသည်ယောက်ျားတို့အိမ်တရေထိန်ရကြသည်မဟုတ်ပါလောတော်တို့ဘယ်တော့မှပြန်ရကြတာလဲဗျမောင်မိုင်ကလေးလာရောက်တာတော့စောကပဲကွယ်မင်းကိုတွေ့ရင်လွတ်လိုက်ဖို့ဖိုးခွင်းနဲ့တောင်မာလိုက်သေးတယ်တွေ့ပါတယ်တော်ပင်မကြမှာပဲနော်ပင်မတာပေါ့ကွယ်ဒါပေမဲ့တကိုးကြီးဖျားတွေတွေ့တော့အမောပြေပြီးပင်မတာတော့မသိပါဘူးကွယ်စကားလိုက်ထိုက်ပြောနေရသည်ဘိုက်ကလေးမျက်လုံးတို့ကကနာမငိမ့်ဟောဒီကဥတုဘီဒေါ်သိမ့်မြင့်တို့အတွက်လက်စာဒါကမော်ဘိုက်ကလေးဖို့တဲ့မင်းညမအမတ်တရဝယ်ပေးလိုက်တာဒါဆိုဟိုတထားကဟုတ်သားပြောဖို့မင်းနေလိုက်တာသမီးလေးကပြန်မလာသေးဘူးကွယ်ခမ ्या ပြန်မလာသေးဘူးဟုတ်တယ်မောင်ချင်းပိုင်မိဘများနဲ့ရန်ကုန်လိုက်သွားတယ်ကွယ်ခမ ्या ရန်ကုန်ကိုဟိုအလဲပဲပေါ့နော်
အလေတက်တက်တော့မဟုတ်ဘူးမောင်ပိုက်ကလေးရဲ့မောင်ချစ်ပိုင်မိဘများကသမီးလေးအတွက်ဗရမများတစင်စားစိတ်တစင်စားလက်ဖက်မဲ့တဲ့လေဟင်းဟင်းစိတ်တစင်စားဗရမများတစင်စားအဲ့ဒါသမီးလေးကြိုက်တဲ့ဝယ်ပေးခြင်းလို့ဆိုပြီးခေါ်သားတာကွယ်တို့သမီးဝစ်စုံနဲ့လိုတာတွေလည်းဝယ်ချက်မဲ့ပေါ့ကွယ်သမီးလေးကကံကောင်းပါတယ်ကွယ်မောင်ချစ်ပိုင်ဆိုရင်လည်းတထားဆိုတာဗဇက်ပြားကချတာမဟုတ်ဘူးမောင်ပိုက်ကလေးရဲ့တိလာဟင်းဟင်းသူမိဘတွေဆိုရင်လည်းသမီးနဲ့ချစ်လိုက်တာပြောမနေနဲ့တော့အခုတော့ဝယ်ချမ်းပေးတာပဲကြည့်ဟင်းဟင်းဝမ်းသာအားရဖြစ်တို့ပြောနေတော့ဒေါငွေပုံဤစကားတို့ကသူ့နာတဲ့ဝဲတန်ရီပူနဲ့လောင်းထက်ခံရသည်နဲ့မို့ဘိုက်ကလေးမခံစားနိုင်တော့တထသတင်းကတော့အဲ့ဒါပါပဲဆရာတို့ရော့ဒါကဆရာတို့မမမြင်အတွက်လက်ဆောင်တဲ့ဒီဝေစားတွေကတော့တထကကျွန်တော်ကိုဝယ်ပေးလိုက်တာတဲ့သူ့မင်္ဂလာဆောင်ကြရင်လူလိုသူ့လိုဝတ်ဖို့ထင်ပါရဲ့ဗျာဟင်းဟင်းဝတ်ပါမယ်တထရဲ့ဝတ်ပါမယ်တထစိတ်ချမ်းသာမယ်ဆိုရင်အသေးသေးမှာဘယ်လောက်ပဲနာကျင်ပါစေကိုပိုက်ဝတ်ပါမယ်ခလေးရဲ့အီစိတ်နဲ့လူနဲ့မကတ်သလိုတို့ပြောနေတော့တပည့်ကြီးရင်တွင်းဝေဒနာကိုနားလည်ပေးုံမှတပါကျွန်ုပ်လည်းဘာတတ်နိုင်ပါအန်နီ